ချစ်တို့ရေမာကြီးလေဒီနေ့ကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းလေးတစ်ခုပြောပြမယ်နော်အရန်ကြောက်စရာကောင်းတယ်ဆေးရုံတရုံမှာဖြစ်သွားတာနော်ပခုတ်ကူဘက်ကတဲ့သိလားကလေးလေးကလေ8နှစ်သားလေးတဲ့အဲ့ဒါခွက်ကိုက်လို့ဆိုပြီးတော့ပြည်သူ့ဆေးရုံမှာခွေးယူပြန်စီတော့ထိုးတာတဲ့ပထမတစ်ချိန်ထိုးတာတစ်လုံးကို3,400ပေးရတယ်တဲ့အဲ့ဒါထိုးပြီးပြန်တော့ဒုတိယအချိန်ထိုးဖို့ရက်ကြတော့အခါဒုတိယတစ်ချိန်သွားထိုးတယ်တဲ့သွားထိုးပြီးတော့ပတ်စံရှင်းနေတဲ့အချိန်မှာပဲကလေးလေးကပြစ်လဲပြီးတော့ဆုံးမသွားရှာတယ်ပေါ့ကွယ်အဲ့ဒါဘာဖြစ်သွားတာလဲလို့အခါတဲ့ဇင်းမြစ်ကိုလိုက်တဲ့အခါကျတော့မိုးစိတ်ဖြစ်စင်းနဲ့မာပြီးထိုးပေးလိုက်တာတဲ့ကွယ်စိတ်မကောင်းလိုက်တာ8နှစ်သားလေးအဲ့ဒါကိုဆရာဝန်တွေဘက်ကနေပြီးတော့သူများတွေကိုမတိုင်တော့ဘူးပေါ့နော်သွားညှိတယ်တဲ့ဒီကလေးရဲ့မိဘတွေကိုပေါ့နော်300ပေးတယ်ပေါ့နော်ဒါပေမဲ့ကလေးရဲ့မိဘတွေကလက်မခံဘူးတဲ့ဘယ်လက်ခံမလဲကွယ်သူတို့ရင်ထဲမှာခံစားကြည့်ပေါ့နော်ဘယ်သူ့မှလည်းရှောင်ပြီးတော့မတိုင်တော့ပါနဲ့ပေါ့နော်ကလေးလေးလည်းဒါလေးရဲ့တူဦးပြီးတော့သားလေးဆိုတော့သူတို့လည်းမခံစားနိုင်ဘူးပေါ့ဟုတ်တယ်မလားအဲ့တော့သူတို့ဘက်ကဘလို့ဖြစ်ရှင်းချက်ထုတ်ပြီးလဲဆိုတော့ဆေးတရားပေါ့နော်တိုးလုံထားတာကြာတာဖြစ်တဲ့အတွက်ကြောင့်ပုံမွားတွေဝင်သွားတာဘလို့အဲ့လိုပြောတယ်ဒါမဲ့တော့အဲ့ဆေးရုံကတော့အခုပိတ်ထားတယ်လို့တော့ပြောတယ်သိလားအဲ့ဒါလေရေစကြိုပါလေရွာတိရွာဆိုလားပဲအဲ့ဘက်ကတဲ့ဒီလားစိတ်မကောင်းလိုက်တာနော်ဘာကြီးပြောချင်တာဒီလိုပါအားကိုးတကြီးသွားကြတာပေါ့နော်ဆေးရုံဆိုတာလေတခုပြတာနဲ့ဆေးရုံပြေးအားကိုးတကြီးသွားကြတာအလက်ကားလည်းမကူဝေးပါဘူးသူတို့ပြည်သူဆေးရုံတွေဆိုတာလည်းအလက်ကားမကူဝေးပါဘူးလို့ပုဂ္ဂလိကဆေးရုံလောက်မကုန်ဝင်မဲ့သူတို့လည်းကုန်တဲ့လောက်တော့ကုန်ပါတယ်အခုပဲကြည့်လေတစ်လုံးကို3,400တောင်ပေးရတယ်တေချာလေးစားကြည့်ဖို့မလိုဘူးလားစစ်ဖို့လူတွေအုပ်သက်လေဟုတ်တယ်မလားတိရစ္ဆာန်မှမဟုတ်တာလို့ဝမ်းနေလိုက်တာစိတ်မကောင်းကြပဲချစ်တို့လည်းလေတေချာဂယူးဆိုင်တော့စေးထိုးမှဆိုလို့ရှိရင်လေတေချာဂယူးဆိုင်အခုမထိုးတာကောင်းတော့မတချို့ဆရာဝန်တွေကလေမိုင်းတို့ခုတဲ့သမားတို့တွေဆိုလို့ရှိရင်ဆေးမထိုးပေးဘူးပေါက်ဆေးပဲပေးတာနော်သူတို့ကလေအဲ့လိုမျိုးအဲ့လိုတော်ရုံတန်တချို့ဆရာဝန်တွေကြတော့လေဘာပဲဖြစ်ထိုးမယ်ဆိုတာကြီးပဲအဲ့လိုလည်းရှိတယ်မိုင်းတို့နာမှာလေမထိုးပေးတာတစ်ဖွဲ့ထိုးပေးတာတစ်ဖွဲ့ပေါ့နော်ထွေးပြတဲ့လူတွေကလေဘယ်လိုဖြစ်လာလဲဆိုတော့လေဆရာဝန်တွေတော့မအားကိုးချင်တော့ပဲနဲ့ကြောက်လာပြီသလားလမ်းပြရရှိတဲ့ငငယ်တော့လိုမျိုးစင်းနီးတို့တွေပေါ့နော်ချောင်းဆိုရင်ခွေးသေးပန်းရွက်လေးနဲ့ကုန်းရွက်လေးနဲ့ညှစ်တောက်လိုက်တာမျိုးတို့ပေါ့နော်ခွက်ကြိုက်ပြီးဆိုလို့ရှိရင်လည်းမီးသွေးကလေးနဲ့ချီပွားမှာရေးပြီးတော့မန်းပြီးတော့အဲ့ဒီလိုတော့ပြန်လောက်ရမယ်အနေထားတွေတောင်ဖြစ်နေပြီတော့အာကိုတကြီးသွားပတ်စံလဲကုန်းဟလာလူလဲသေးဆိုတော့ဘယ်လိုလုပ်မလဲလို့အာကိုထိုက်တဲ့ဆရာဝန်တွေအမြောက်အများပေါ်ပေါက်လာပါစေလို့မာကြီးကတော့ဆုတောင်းပါတယ်နော်ချစ်တို့ရေအဲ့လိုလဲကိုယ့်ရဲ့တန်ငယ်ချင်းတွေမှလည်းမဖြစ်ကြပါစေနဲ့လို့မာကြီးဆုတောင်းပါတယ်နော်ယူဆိုင်ကြနော်အဲ့ဒါစေဖုတ်ပိတ်တာမြေပုတ်ဘလူးနော်သူများတွေကနှောက်ရက်မှာဆိုလို့မြင်ရမှာဆိုလို့အဆောင်တွေလုတ်တယ်ရေရာတွေလုတ်တယ်လက်ဖွဲ့တွေဆောင်ရတယ်ပေါ့ကိုကန်အင်းတွေထိုးကြတယ်ဆေးတွေဆေးတွေပေါက်ကြတယ်နော်ကိုကန်အင်းတွေတောက်တယ်ဆေးတွေပေါက်တယ်ဒါပေမဲ့သားလေးတယောက်ကပြောတယ်အဘအေးတရေမြင်တဲ့ဂါရာလေးပါကြီးကိုရှိသမီးသားကိုရှိရင်ပေးပါတဲ့ဒါမှမဟုတ်လည်းတရေမြင်တဲ့ဆေးရှိလို့ရှိရင်ပေးပါပါကြီးရဲ့တဲ့သားမအကြောင်းရှိလို့ပါသားတရေကိုကြည့်ကျင်လို့ပါတဲ့ဆိုတော့ဟာသားရေသူများတွေကတရေမြင်ရမှာဆိုလို့တော့မဘာကြီးမှာဆေးတွေပါလေအကာကိုတွေလုပ်တယ်မင်းကဘလို့ဖြစ်တာလဲဘာကြီးရဲ့သားမတကယ်အကြောင်းရှိလို့ပါဘာကြီးကျွန်တော်အရေးကြီးလို့ပါကျွန်တော်ကူညီစမ်းပါအောင်တဲ့ပြောတော့ဒီသားလေးလိုပဲလေအခြားမယုံကြည်လို့မြင်နေတဲ့လူရှိမယ်နော်အကြောင်းအမျိုးမျိုးကြောင့်တရေတစ်စေမြင်နေတဲ့လူရှိရင်ဘာကြီးအဲ့ဒါလေးပြောပြမယ်ဘာကြီးတို့ဘကိုးရိုးမာထဲမှာဆိုရင်21ရက်နေ့ဆိုရင်တရေတစ်စေနှင်းနေဆိုတာရှိတယ်ကွာနော်တန်မုံတွေတီးပြီးတော့နှင်းကြတယ်ကွာအရှိကလည်းအဲ့တရေတစ်စေကိုရိတ်ခါပို့တဲ့လူရှိသေးတယ်ကွာဆန်နေစီငရုတ်စီစားထုတ်ပြီးတော့အဲ့အရှိကနေပြေးကြတယ်နောက်ကလူကအရှိကပြေးတရေကနောက်ကလိုက်ထင်ပါရဲ့ကွာသူတို့တញိုင်းကုန်းရောက်တော့ဆန်စီငရုတ်ကြက်တောင်ထားခဲ့ပြီးတော့တရေတွေစားကြဆိုပြီးတော့ပြန်လာကြတယ်အဲ့လိုသူအယူဆရှိတယ်လေအဲ့ဒါဘာကြီးတို့အကိုတွေကငါးဖမ်းတဲ့အုပ်ဆောင်ရှိတယ်ဒီလိုအုပ်တဲ့အုပ်ဆောင်လေအဲ့ဒီအုပ်ဆောင်ကိုပြောမြန်လှန်ပြီးတော့တို့တငယ်ချင်းတွေကြည့်နေကြတန်းစီနေတာပဲအုပ်ဆောင်သုံးလေးလုံးနဲ့ဘာကြီးကဘာလုပ်ထားလဲအသာကြီးသွားချောင်းကြည့်တဲ့ခါကျတော့ဘယ်ဟုတ်အဲ့ဒီအပေါက်ကနေကြည့်ရင်တရေတွေပြေးနေတာမြင်ရတယ်ကွာတန်မုံတီကတီးကြတယ်အဖိုးဖိုးတွေမမဲတွေဟာပြေးနေလွှမ်းရတယ်ဆိုအဲ့လိုမြင်နေရတာမယုံလို့ရှိရင်အဲ့ဒါသားသူတို့လုပ်ကြည့်နော်အဲ့တရေတစ်စီမြင်ရတဲ့နီးပဲနောက်တနည်းရှိသေးတယ်ကွာနော်အဲ့ဆရာကြီးတယောက်ကအဲ့တရွာနဲ့တရွာသွားတဲ့ခါကျတော့တရေကလေးလေးတွေတရေကလေးလေးအဘရဲ့အဲ့အရှိရွာမှာကျွန်တော်အမေကိုတွေ့လို့ရှိရင်ပြောလိုက်ပါသားတို့ဗိုက်စာနေပြီးအမြန်ပြန်လာခဲ့ပါလို့ပေါ့ဟာရောမင်းတို့အမေကိုငါဘလို့မြင်ရမလဲငါတို့ကတရေတစ်စီမြင်နိုင်တဲ့လူမှမဟုတ်ပဲပေါ့
အဲ့ဒါကိစ္စမရှိဘူးဆိုညောင်မင်းကြီးအောက်မှာပေါက်တဲ့ညောင်မင်းလေးကိုဆွမ်းထုတ်ပြလိုက်တာအဲ့ဒါလေးကိုမျက်စိကိုကွင်းသွားဆိုတော့ဆရာကြီးအများလေးကိုမျက်စိလေးကွင်းသွားလိုက်တာဟိုကျတော့အဲ့မြင်ရတယ်တဲ့တရေမကြီးကဟိုမှာလိုက်ပြီးအစာရှာနေတာပေါ့ကွာအဲ့နဲ့ပြောတယ်ဟဲ့တရေမနှစ်ကလေးတွေမှာဗိုက်စာနေပြီနင့်အမြန်လာပါလို့ပြောတယ်ဆိုဟုတ်လားဟာဒီဘောင်ရှင်ရမလို့ဖြစ်လို့ကျမကိုမြင်ရလဲပေါ့ငါဒီဆေးမြင့်လေးကွင်းလိုက်ထားလဲဆိုဇက်ဆိုလူသွားတဲ့အဲ့ညောင်မကြီးအောက်မှာညောင်မင်းလေးပေါက်တဲ့အပင်ကတော်တော်ရှားတယ်ကွာနော်ညောင်မင်းဆိုတာဒီတစ်ပင်ပေါ်တာတက်ပေါက်တာညောင်မကြီးအောက်မှာအပေါက်တာတော်တော်ရှားတယ်တကယ်လို့ပောက်ခွဲလို့ရှိရင်နှုတ်ထားတော့အမတန်အဖိုးတန်တယ်ဒီပင်ဆေးနီးတွေလည်းအများကြီးသုံးလို့ရတယ်အညောင်မကြီးအောက်ကညောင်မင်းတို့သွေးပြီးမျက်စိမှာကွင်းလဲတရေစီကိုမြင်ရတယ်လို့သားသမီးတို့ရေ မင်္ဂလာပါခင်ဗျလို့မပြောချင်တော့မြန်မာပြည်ရဲ့ထိုင်းကိုခင်ဗျားတို့ကောင်မလေးတွေခေါ်တင်လို့ရှင်တယ်ပတ်စံရှိမှပဲခေါ်တင်ပါလို့ကျွန်တော်ကပြောချင်တယ်ခင်ဗျာမနေ့ကဒီကဘိတ်တော်ဝဲအကူအသက်ကတော့43နှစ်ရှိသွားပြီသူ့ကောင်မလေးကတော့အသက်39နှစ်နာမည်ကတော့မလလဝေအဖေနာမည်ကတော့ဦးတင်ငွေဝါချောင်းရွာတဲ့ငရုတ်ကောင်းမြို့တဲ့ဟုတ်ကဲ့အမောက်ခေါ်တင်တာဒီတဲရောက်ကောကိုဆိုင်တော်နဲ့ပတ်စံရတဲ့4500လူတည်းရဆိုတော့အခုအဲ့လိုမရဘူးလေကျွန်တော်တို့လည်းအောက်ကိုပေးရတာကျွန်တော်ပြောတာပေါ့အဲ့တော့အခုရက်လောက်ပါဆိုတော့ကျွန်တော်ကမှတ်ပုံနေယူကောင်းလား passport ယူကောင်းလားစဉ်းစားတယ်မကောင်းပါဘူးလေဒီကိုလည်းတက်40ကျော်ဆိုတော့ဒီကိုလည်းလူကြီးစကားဂတိတီမယ်ဆိုပြီးကျွန်တော်ကနေလိုက်မနေ့ပြန်ပေးမယ်ပေါ့သူကချိန်လိုက်ဒီနေ့9နာရီထိုးလာတော့ကျွန်တော်ကောက်ဘလော့သွားတယ်ကျက်စဉ်းစားကြည့်ခင်ဗျားတို့ကောင်မလေးခေါ်တင်နဲ့ပတ်စံရှိပါခေါ်တင်ပါကျွန်တော်အကျွေးမခေါ်တင်ပေးပါဘူးခင်ဗျာဟုတ်ကဲ့အကိုပုံတော့ကျွန်တော်မတင်သေးဘူးနောက်ဗီဒီယိုဖိုင်တစ်ပုတ်ကြမှာကျွန်တော်သူ့ရဲ့ပုံတင်ပေးမယ်သူက43နှစ်ဆိုသူ့မှာသားသမီးတွေရှိမှာပါကျွန်တော်ထင်တာကတော့ဒီမှာသူ့ရဲ့မရင်ငယ်မှပဲထင်တယ်ဟုတ်ကဲ့အကိုနဲ့ကျွန်တော်တွေ့သူလာပေးမှာမပုံနေတော့ဖုန်းရောလာပေးမှာဆိုတော့ကျွန်တော်မသိကျွန်တော်လာရတာအခုတော့လမ်းနေမှားနေမှာလိုက်ရှာအောင်မှကြည့်ဦးသူကလာနှမ်းလှည့်ပြီးမလို့ပြောတယ်ဒီမှာဖုန်းနဲ့ဆက်တယ်မယုံကျွန်တော်ကောက်တော့ဘလော့သေးတယ်ပတ်စံ4500လေးနဲတာမဟုတ်ဘူးဒီတော့ကျွန်တော်ကောင်းတယ်ဗျဘယ်မှာသွားရှာမှာဖုန်းနဲ့ကျွန်တော်မှတ်ပုံနေပေးလိုက်ရအင်ကြီးကြည်တီးဝေးလိုက်ကျွန်တော်မလိုက်လာခြင်းဘူးကိုမြန်မာပြည်သားချင်းရုပ်မှာလူဘာဝလားအကောက်ဘလော့ပါဘယ်ကေဒီမှအဲ့လိုအကြာကြီးဟိုမှာမဖြစ်ဘူးဒီခါပြုတ်ကြအောင်မပုံနေဟုတ်ပြီနော်ပတ်စံလွှဲလိုက်ရင်ကျွန်တော်လာပို့မယ်ပတ်စံမလွှဲလိုက်ရင်လာမပို့နော်ဟုတ်ပြီလားဟုတ်ပြီတော့ရန်ကုန်မြို့မှာတက်စီငါးစီးပြီဆိုရင်အသက်ကြီးရွယ်အိုမို့လို့ကိုယ့်ရဲ့ဦးလေးအရွယ်လောက်တွေမို့လို့ဆိုပြီးစိတ်ချလက်ချနဲ့မစီးဝါနဲ့ကိုစီးရဲ့ကားနံပါတ် city နံပါတ်ကိုယုံကြည်စိတ်ချတဲ့သူစီကို message ပို့ထားကိုကားထဲမှာတခုခုအရေးအကြောင်းကြုံနေဆိုလို့ရှိရင် Viber တို့ဘာတို့ကနေ voice mail သွင်းပြီးတော့ကိုယုံကြည်စိတ်ရချတဲ့သူတွေကိုပို့ထား recording တွေသွင်းထားအမဒီနေ့အမတို့အင်းစိန်ကန်းနာနေပြီးတော့အမလှိုင်သားရဘက်ကိုကားငါးစီးတာခကြီးတိုလေးအမတို့ကအင်းစိန်ကန်းနာဆိုတော့အောင်စရဂျိုးဒရာရဲ့ခြေရဲ့အမတို့ရဲ့ဟိုဘက်ခြေရင်းဆိုရင်တစ်ထိတ်လို့ခေါ်တယ်လှိုင်သားတစ်ထိတ်လို့ခေါ်တယ်အမတို့နဲ့လှိုင်သားရညစ်ပဲချတာအမဒီနေ့လှိုင်သားရ FM နောက်ကျောဘက်ကိုတွားချင်တာတော့ဆိုအမတို့လှိုင်သားရ FM ဆိုအမတို့အင်းစိန်ကန်းနာအောင်စရဂျိုးဒရာပေါ်နေလှမ်းကြည့်နေမြင်ရတဲ့နေရာခကြီးတိုလေးအမတို့တွားနေကြသည်9000ပဲရှိတယ်အဲ့ဒီဦးလေးကြီးကအမကို9000တောင်းတယ်ဒါပေမဲ့အမခလေးတစ်ဖက်နဲ့အသက်ကြီးတဲ့ဦးလေးကြီး90ကျော်လောက်ရှိနေပြီဦးလေးကြီးဆိုတော့ကဲဟုတ်ပြီဦးရေလို့တေချာလေးတော့ပို့ပေးပါဆိုအမစီးသွားလိုက်တာFMနောက်ကျောဆိုတာလေအမတို့အောင်စရဂျိုးဒရာတစ်ထိတ်အစင်ဒီအောင်စရဂျိုးဒရာနောက်ဖက်ကနေပြီးတော့အောက်ဖက်ကနေပြီးပတ်ဝင်လိုက်လို့ရှိရင်လေအခုအသစ်ဆောက်နေတဲ့ river view တွေရဲ့လမ်းကြီးတွေလည်းဖြောင်းနေရပဲတကယ်နီးလေးမှာနီးလေးခကြီးတို့စပိန်နဲ့သွားလဲရတယ်ဆိုင်ကယ်နဲ့သွားလဲရတယ်အမကတော့ခလေးပါနေလို့အမကားငှားလိုက်တာဆိုလဲဆိုတော့အမစီးသွားတော့ကအကောင် तू ကအောင်စရဂျိုးဒရာအစင်လဲရောက်ကောအမတို့နိုင်မှာဘက်ကနေပြီးတော့မှဒီတစ်ထိတ်ကနေပြီးတော့အောင်စရဂျိုးဒရာအောက်ဖက်ကိုကိုယ်ဝင်ကန်နေကြတဲ့ကြောင့် तू အမကိုဖောက်နေရောဘာဖောက်လဲဆိုတော့မရောက်သေးဘူးလားဝေးလိုက်တာလမ်းအကွက်ကောက်ကြီးညားလိုက်တာနဲ့တကယ်တော့ तू ကွေးတာတကွေးပဲကွေးရသေးတယ်သိလားအဲ့နဲ့အမကိုပြောနေမယ်လေအမကမသိဘူးဒါပေမဲ့အဲ့တိုင်းသာအဲ့ဒီအောက်ကနေကြော်ပြီးတော့မှအမတို့ကအခု river view 5 star river view လားမသိအသက်ဆောက်နေတဲ့အိမ်ညာတစ်ခုရှိတယ်အဲ့ဒီနားကိုလည်းလျှောက်လိုက်ရ तू ကပိုဆိုးလာတော့သိလား तू ကအမကိုအဲ့နားမှာပဲစင်းနေခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ तू အမကိုဖန်တီးတာဆိုတော့မရောက်သေးဘူးလားဒီမှာဘိုက်တွေစားနေပြီဘလို့ဘဲကိုလိုက်ပို့ရမှာလေဘဲထိလိုက်မောင်းရမှာလေတကယ်တော့အောင်စရနဲ့လေအောင်စရဂျိုးဒရာဟိုဘက်ထိတ်ကနေဒီဘက်ထိတ်ပဲ तू မောင်းရသေးတယ်အောက်ခြေဆိုတာနီးနီးလေးပဲမောင်းရသေးတယ် तू ကအမကိုကြောကြောင်နေလောက်ပြီးတော့ကားကို break ကိုအဲ့လိုစောင်းဆောင်နေတာအမက तू နော်ပဲမဟုတ်တော့ဘူးဆိုတော့အမတတိထားမိလားတတိထားမိတော့ဦးလို့ဘာဖြစ်လို့လဲလို့အရှိနာလောက်ထိပဲမောင်းပေးပါလို့အရှိ FM နောက်ကျောလောက်ဆိုလို့ရှင်ရပြီပေါ့နော်အမအဲ့နာကိုသွားချင်တာဖြစ်တဲ့အတွက်ကိုအဲ့နာကိုမရောက်ဖဲနဲ့အခုအိမ်ကအတစ်တစ်ခုရှိရပေါ့နော်တကယ်လို့3ဘိန်းဂိတ်တွေပါတယ်ရှိတဲ့နေရာဆိုလေရတယ်ဦးရေလို့ရက်လိုက်တော့တမီးကတမီးပဲ3ဘိန်းငါးစီးသွားလိုက်မယ်လို့အမကသူ့ကိုပြောတာအဲ့ဒါကိုလေသူကဘိုက်ဆော
နေတဲ့ဟာကိုအဲ့ဒါအမသူ့မပြောသေးဘူးဘာလို့ဆိုတော့တခုခုဆိုအမကားပေါ်မှာပဲရှိနေတယ်အမမပြောအဲ့ဒါအမအဲ့နောက်ကြောဘက်မှာအမ3ဘိတ်ကက်ကိုလည်းတွေ့လိုက်တယ်ရတယ်ဦးလို့အဲ့မှာရက်လိုက်တော့လို့ဆိုတော့သွားတယ် break ကိုစောင့်နေလိုက်တာသိလားအမတို့အရှိ့ကိုဒီလိုငိုက်ကြတာသိလားအမမျက်မှန်နဲ့ကိုစောင့်တာအမကလေးလည်းမျက်နှာကိုထိသွားတယ်ဆိုတော့ဆိုအမအဲ့ထိုင်ကြမှာအမကားပေါ်ဆင်းပြီးတော့အဲ့3ဘိတ်ကအကိုတွေကိုအမအခုကြီးတောင်းတဲ့မျက်လုံးမျိုးနဲ့အမကြည့်လိုက်တော့အဲ့အကိုတွေကလည်းသဘောပေါက်တယ်သိလားဦးအစတွေကဘိုက်စာနေတယ်မလိုက်နိုင်ဘူးဆိုဦးမလိုက်နဲ့လေလို့ဦးပတ်စံကလည်းပို့တောင်းသေးတယ်ဒီခကြီးက9000လောက်တန်တာဦး9000တောင်းတော့လဲတမရမညိုညင်ဘူးလို့ဒီခကြီးကဒီနားနီးလေးတွေဦးကိုဒီနေရာဘာလို့ပြောငှတာလေလို့လမ်းချိုလမ်းချားတဲ့ဝင်ခိုင်းတာလည်းမဟုတ်ခုကလမ်းမလမ်းပဲရှိသေးတယ်လို့တကယ်တော့အဲ့လမ်းကကွာလမ်းကဖြူးပြီးတော့ကောင်းတယ်ဒါပေမဲ့လူပြတ်တယ်လူပြတ်တော့ तू ကနည်းနည်းလူပေါင်းဝချင်တာအဲ့နဲ့အမကန်ကောင်းတာအမအဲ့3ဘိတ်ခိတ်မှာအမရက်ခိုင်းပြီးတော့အမသူ့ကိုပြောတာအစတွေကလို့ဦးမလိုက်နိုင်နဲ့ဘိုက်စာနေမလိုက်နဲ့လေလို့ဆိုတဲ့အခါကျတော့လေနင်တို့အားနာလို့တယ်နင်တို့အားနာရအောင်ဦးစီကအလကားစီတာမှာဦးစင်မပြေမလိုက်နဲ့လို့ညီမတို့တခြားကားငှားစီမှာပေါ့ဦးစင်ပြေလို့လိုက်လာတာမဟုတ်ဘူးလားလို့အခုငှားတဲ့ခကြီးကိုလည်းမရောက်သေးဘူးလို့လမ်းချွတ်လမ်းချဝင်ခိုင်းတာလည်းမဟုတ်သေးဘူးလို့အမအဲ့လိုပြောတော့မှ तू အမကိုရှူးနဲ့ तू ကလည်းတော့အမကိုမခံဘူးနော်အဲ့ချိန်မှာ3မြအကိုတွေကရောက်ချလာတဲ့ခါကျမှအမကိုဘာဖြစ်လို့လဲညီမလေးဘာဖြစ်ညာအမအဲ့လိုပဲလို့အဲ့ဘဲဆိုလဲဆိုခင်ဗျားတဲ့ចောင်းတောင်းမလုံးနဲ့တဲ့ခင်ဗျားတဲ့ဘာလဲတဲ့မိန်းကလေးတယောက်တည်းဆိုပြီးတော့ဘာညာနဲ့ပြောတော့မှအဲ့လူက brew ဆိုပြီးတော့ပတ်စံယူပြီးကားကိုမောင်းထွက်သွားတာတော့အမလည်းကားနံပါတ်တွေဘာတွေတိတ်ချမမှတ်လိုက်မိဘူးအဲ့ဒါအမ3ဘိတ်ငှားပြီးတော့အမတို့သွားကျင်တဲ့နေရာကိုသွားရတယ်အဲ့ကြောင့်မလို့ရန်ကုန်မြို့မှာတက်စီကားတွေဘာတွေငှားစီမယ်ဆိုရင်ကိုယုံကြည်စိတ်ချတဲ့တက်စီသမားရှိရဆိုရင်အဲ့တက်စီသမားတွေနဲ့စီတာမဟုတ် crash တွေဘာတွေထောက်အဲ့လိုများမဟုတ်ဘဲနဲ့ကိုကခရီးအတိုလေးပဲအစင်ပြေတဲ့ကားလေးလက်တားစီလိုက်မယ်ဆိုလို့ရှင်လေလေအသက်ကြီးရွယ်ဝက်ဖြစ်ဘလို့ပဲဖြစ်ကားနံပါတ်တွေ city နံပါတ်တွေကိုတေချာမဲ့တခုခုဆို voice mail နဲ့အတန်သွင်းထား ဟုတ်ကဲ့ကျွန်တော် video file လေးကဒီလောက်ပဲပေါ့နော် video file လေးကိုစုံတီလိုက်ပါကြည့်စုပေးတဲ့အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ